အားလုံးပဲမင်္ဂလာပါဗျတက်လာ freelancer မြန်မာ Facebook page နဲ့ YouTube channel ရနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အခုတက်လာ structure 2026 version အသစ်ထွက်လာပြီပေါ့နော်အဲ့တော့ကျွန်တော်အခုလက်ရှိစမ်းသုံးကြည့်တဲ့အထက်မှာဒီတက်လာ structure 2026 version မှာပါလာတဲ့ future အသစ်တွေသဘောကျမိတဲ့ future တွေပေါ့နော်ကျွန်တော်လည်းအကုန်လုံးတော့မဆန်းရသေးတာဖြစ်တဲ့အတွက်4-5ချက်လောက်အသစ်ပါလာတဲ့အထက်အသုံးဝင်မဲ့အချက်လေး4-5ချက်လောက်ကျွန်တော်ဒီ video လေးနဲ့ sharing လုပ်ပေးချင်ပါတယ်ပထမဆုံးတစ်ခုကပေါ့နော်ကျွန်တော်တို့ဒီ modeling လုပ်တဲ့အခါမှာနောက်က background ပေါ့နော်ဒီကျွန်တော်တို့မြင်နေရတဲ့ user interface ရဲ့ background color ကိုကျွန်တော်background color change တဲ့နည်းတွေအရင်တုန်းကအများကြီးပြောပြခဲ့ပူတယ်ကျွန်တော် page မှာလည်း video file တွေရှိပါတယ်အခုကအဲ့ဒီ background color change တဲ့ပုံစံကအရင်လွယ်သွားပြီပေါ့နော်ကျွန်တော် view tab ထဲကိုသွားview tab ထဲမှာ color theme ဆိုတာလေးပါလာတယ်အဲ့ဒီအထက်မှာကျွန်တော်တို့ဒါ light color ရှိမယ် dark ဆိုလို့ရှိရင်တော့ကျွန်တော်အနက်ရောင်ပြောင်းသွားမှာပေါ့နော်နောက်က background color နဲ့ရောင်ပြောင်းသွားမယ်light ဆိုလို့ရှိရင်တော့အဖြူရောင်ပေါ့နော်တက်လာရဲ့ default အတိုင်းဆိုလို့ရှိရင်တော့ဒါသူ့ရဲ့ရောင်ပြေးလေးပေါ့နော်သူ့ရဲ့ရောင်ပြေးအောက်ဆုံးကနည်းနည်းလေးခရမ်းရောင်ဘက်ကိုသွားတယ်အပေါ်အဖြူရောင်ကနေခရမ်းရောင်ဘက်ကိုသွားတဲ့ရောင်ပြေးပုံစံလေးရှိတယ်အဲ့ဒီပုံစံကိုချက်ချင်းဒီမှာချိန်လို့ရတယ်ပေါ့နော်အဲ့တော့ကိုကမျက်စိအားမကောင်းဘူးလို့ပါလို့ဆိုလို့ရှိရင်ဒီ background အနက်ရောင်နဲ့တချို့ detail လာရဆိုလို့ရှိရင်လည်းတချို့ဆိုလို့ရှိရင်ဗျာဒီ AutoCAD 3လက်စရှိရလူတွေပေါ့ AutoCAD ဆိုလို့ရှိရင် background color အမဲရောင်အဲ့တော့အမဲရောင်ထဲမှာဆွဲရမှာအားရတဲ့လူတွေလည်းရှိတယ်အဲ့တော့ background color ကိုဒီမှာအလွယ်တကူချိန်လို့ရတယ်ပေါ့နော်ဒါမှမဟုတ်ကိုကဒီ color လည်းမကြိုက်သေးဘူး color နောက်ထပ် color တွေ change နေတယ်ဆိုလို့ရှိရင်လည်းဒီ color themes ထဲမှာပဲ advanced ထဲကိုသွားပြီးတော့ကျွန်တော်တို့ဒီ color code ကလေးတွေနောက်က color code ကလေးတွေကိုပြောင်းပြီးတော့ဗောနော်အဲ့တော့ရောင်ပြေးဖြစ်တဲ့အတွက် color 1 color 2 color 3 color 4ဆိုပြီးတော့3-4မျိုးရှိမှာဗောနော်အပေါ်ဆုံးရောင်ကနေအောက်ဆုံးရောင်သွားတာအဲ့တော့ကိုကတက်လာရဲ့ default ရောင်ပြေးကိုမကြိုက်ဘူးကိုရောင်ပြေးလေးတွေလှုပ်ချင်နေရဆိုလို့ရှိရင်ဒီမှာ color code ကလေးထည့်လို့ရတယ်အရင်တော့ကလည်းဒီ color code ကိုဘယ်နာကိုသွားရွေးရမလဲဆိုတော့မသိရတဲ့လူတွေကျွန်တော်ပြောပြခဲ့ဘူးလေအခုထပ်ပြီးပြောပြမယ်ကျွန်တော်တို့ဒီ browser တစ်ခုခုမှာသွားပြီးဗောနော်တက်လာရဲ့ color picker ဆိုတာရှိရဗျာတက်လာ color picker ဆိုပြီးရိုက်ရှာလိုက်ဘာပေါ့နော် COLORPICK ရအဲ့လိုရိုက်ရှာလိုက်လို့ရှိလို့ရှိရင်ဒီ page လေးကိုရောက်သွားလိမ့်မယ်ရောက်သွားလို့ရှိလို့ရှိရင်ကိုလိုချင်တဲ့ရောင်ပြေးအရောင်ပေါ့နော်အဲ့အရောင်ကိုယူလိုက်ပေါ့နော်ကိုလိုချင်တဲ့အဲ့အရောင်ယူပြီးသွားလို့ရှိလို့ရှိရင်ဒီမှာ color code ကိုဒီမှာလာပြီးထည့်ပေးလို့ရတယ်ပေါ့နော်အခုမှမထားတော့ဒီမှာကိုလိုချင်တဲ့ color code ကိုကြိုက်တဲ့နေရာမှာရွေးပြီးတော့ဒီမှာRGB color ဖြစ်ပြောင်းပြီးတော့ color background RGB ဖြစ်ပြောင်းပြီးတော့လုပ်လို့ရတယ်အဲ့ဒါလည်းကျွန်တော်အရင်တော့ပြောပြခဲ့ဘူးเนาะအဲ့တော့ color ကိုကြိုက်တဲ့ color ရွေးချင်လို့ရှိရင်ဒီ color picker မှာလာပြီးတော့ color picker page မှာလာပြီးတော့ကြိုက်တဲ့အရာကိုယူပြီးရွေးလို့ရတယ်ဒါပေမဲ့အခုလောလောဆယ်မှာကျွန်တော်တို့ဒီ light နဲ့ dark နဲ့ရွေးလို့ရနှစ်ခုတည်းနဲ့ကိုမျက်လုံးတော်တော်အဆင်ပြေသေးပေါ့เนาะအဲ့တော့တကယ်လို့ကိုကအဲ့ဒါမှမကြိုက်သေးဘူးဆိုလို့ရှိရင်ဒီမှာကိုကြိုက်တဲ့ color values တွေထည့်ပြီးတော့သူက RGB value နဲ့သွားတာဖြစ်တဲ့အတွက်အစောက color picker မှာသွားရွေးပြီးလို့ရှိရင် RGB values တွေကိုဒီမှာလာပြီးတော့ paste လုပ်ပေါ့နော် paste လုပ်ပြီးလို့ရှိရင် apply okay လုပ်ပြီးလို့ရှိရင်ဒီ set ကိုပြန်ပြီး reboot လုပ်ပေးဖို့လိုအပ်တယ်ဒီ software ကိုပြန်ပြီး reboot လုပ်ပေးဖို့လိုအပ်တယ်ပိတ်ပြီးတော့ပြန်ဖွင့်အဲ့ဆိုရင်အဲ့အရောင်ဖြစ်ပြီပေါ့နော်ဒါပေမဲ့အဲ့ဒါကတော့လူသုံးတဲ့နဲ့ဟိုတိတ်ပြီးတော့လည်းအသုံးမသုံးကြဘူးပေါ့နော်အဲ့ဒါကြောင့်မလို့အရှိကြီးတော့မရှင်းပြတော့ဘူးကျွန်တော်အရင်တော့ကလည်းဒီတက်လာရဲ့ background color ကိုရောင်ပြေးတွေပါလေလုပ်ချင်လုပ်လို့ရရဲ့ဆိုတဲ့ဥစ္စာကိုအရင် video file လေးတစ်ခုလည်းတင်ဘူးလေဆိုတော့လေဒါကတော့အခုfuture အသစ်ပါလာတဲ့ဥစ္စာမှာပါဒါဒီဥစ္စာလုပ်လို့ရရဲ့ဆိုတဲ့အကြောင်းရှင်းပြချင်တာဖြစ်တဲ့အတွက်အသေးစိတ်တော့ထပ်ပြီးမရှင်းတော့ဘူးเนาะ okay အဲ့တော့ဒါကကျွန်တော်တို့တက်လာမှာ color themes ကိုဟိုကြိုက်တယ်လို့ပြောင်းလို့ရသွားပြီပေါ့နော်2026မှာအဲ့အကြောင်းလေးပြောပြခဲ့ဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ view တွေပေါ့နော်တက်လာမှာကျွန်တော်တို့ခါတိုင်း view ကို 3D view 2D view ဒါမှမဟုတ်ရှင်ဒီ grid line တစ်လျှောက်က view တွေစသဖြင့်ပြီးလို့ရှင်ကျွန်တော်တို့ temporary view တွေခေါ်တာတွေအဲ့ဥစ္စာတွေအားလုံးကိုဒီဘက်ညာဘက်ထောင်ဆိုတာဒီ window ဆိုတာအောက်လေးမှာသွားပြီးတော့အမြဲတမ်းဒီ view တွေကိုရှာခဲ့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်း keyboard ကနေ control I နှိပ်ပြီးတော့ view list ကိုခေါ်တယ်ပေါ့နော်အခုဆိုရှင် keyboard က control I နှိပ်လို့ရှိလို့ရှင်လည်းခိုင်းလို့ view list ပေါက်လေးတိတိလေးကြမလာတော့ဘူးကျွန်တော်တို့ဒီမှာ panel တစ်ခုအနေနဲ့ပေါ့နော် pane တစ်ခုအနေနဲ့ပဲဒီဘက်ပေါ့ဒီဘက်ဖဲဘက်မှာပေါ်လာပြီပေါ့နော်အဲ့တော့တကယ်လို့ control I နှိပ်ပြီးတော့ဒီဥစ္စာကိုမခေါ်ချင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဘက်ညာဘက်က side pane မှာပဲဒီ tab လေးရှိရပါနော်ဒီနားလေးက model view set tab လေးအဲ့မှာသွားပြီးတော့လက်ညှိုးကလစ်နှိပ်ပြီးတော့လေဒီ view tab ကိုခေါ်လို့ရပြီအဲ့တော့အလွယ်တကူဒီမှာ view တွေအကုန်လုံးဆင်ထားပြဒါတော့ကျွန်တော်ဒီ alarm create line လောက်ထားလို့မလို့ view တွေအများကြီးရှိနေတာပါနော်အဲ့မှာကျွန်တော်တို့ကြိုက်တဲ့ view ကိုသွားပြီး tab ကလစ်နှိပ်ပြီးတော့ချိန်ပြီးတော့ကြည့်လို့ရသွားပြီဒါအစ်စ်ပါလာတဲ့2026မှာအစ်စ်ပါလာတဲ့ future တစ်ခုပါနော် okay အခုကျွန်တော်စာတင်နေရဆို color themes ကိုကျွန်တော် light မှာပဲထားလိုက်မယ်နော်ပိုပြီးမြင်အောင်လို့မလို့
တော့ဒါကအတစ်ပါလာ future တစ်ခုပါပြောရမယ်ဆိုလို့ရှိရင်ပို့ပြီးတော့လွယ်သွားပါနော်သူကပြောထားတာကတော့ဒီဘာလို့ဒီလိုပုံစံမျိုးနဲ့လုပ်လိုက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ drawing view တွေနဲ့ model view တွေနဲ့အရင်တော့ဆိုတွဲပြီးကြည့်ဖို့ခက်တယ်model view ထဲမှာကင်ထားတဲ့ object ကိုဒီ drawing view ထဲမှာလာကင်လို့မရဘူးdrawing view ထဲမှာကင်ထားတဲ့ object ကို model view မှာလာကင်လို့မရဘူးအဲ့ဒီပြဿနာကိုသူတို့ဖြေရှင်းလိုက်တယ်ပေါ့နော်ဖြေရှင်းလိုက်တဲ့အနေနဲ့ဒီ model view ကို paint တစ်ခုနဲ့တက်အဲ့တော့လုတ်ပေးလိုက်တာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဖွင့်လိုက်တဲ့ဥစ္စာလေးအားလုံးအတွက်ကိုဒီမှာလာပြီးတော့အစိမ်းရောင်ပုံစံလေးနဲ့ပြနေပါတော့ဒါပေမဲ့ဒီခုအခုထပ်ပြီးတော့ထည့်ပေးလိုက်တဲ့ model view အကြောင်းကိုကျွန်တော်ဗီဒီယိုတစ်ပုတ်တက်ထပ်ပြီးလုပ်ပေးမယ်ဘာလို့လဲဆိုတော့သူ့မှာသူ့ရဲ့အသုံးဝင်တဲ့ပုံစံတွေလည်းအများကြီးရှိပါတော့ကျွန်တော်အခုလောလောဆယ်အချမ်းပြင်းဒီပါလာတဲ့ future အစ်စ်တွေကိုပြောချင်တာဖြစ်တဲ့အတွက်အရှိကြီးတော့မပြောတော့ဘူးเนาะဟုတ်ပြီအဲ့တော့ကိုမလို့ချင်လို့ရှိရင်ပိတ်လိုက်ရုံပဲကိုသွားချင်လို့ရှိရင်တကယ်လို့မပိတ်ချင်ဘူးဆိုရင်သူ့ရဲ့ဒီဟိုမှာ right click ခောက်ပေါ့နော် right click ခောက်ပြီး close view နှိပ်ပြီးတော့လည်းကျွန်တော်တို့ဖွင့်ထားတဲ့ view တွေအားလုံးလိုက်ပြီးပိတ်နိုင်တယ်ပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်အသေးစိတ်လေးဖြည်းဖြည်းချင်းပြောပြပေးပါမယ်အဲ့တော့ဒီလိုအစိမ်းလေးဖြစ်နေတာ active ဖြစ်နေတာအခုလက်တလောတုံးလို့ရတယ်ဆိုတော့အခုလက်ရှိကျွန်တော်တို့ဖွင့်ထားတဲ့ view လို့အထိပ္ပယ်ရတာပေါ့နော်အဲ့ဒါပိတ်ချင်လို့ရှိရင်တော့ right click ခောက်ပြီးတော့close view ဆိုပြီးတော့ပိတ်ပြလို့ရတယ်โอเคဒါကတော့ကျွန်တော်တို့အသစ်ပါလာတဲ့ future တစ်ခုပေါ့နော်ပြီးတော့ကျွန်တော်အခုလောလောဆယ်အကြိုက်ဆုံး future တစ်ခုရှိရဲအဲ့ဒါဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့အရင်တုန်းကကိုဆွဲထားတဲ့ model တစ်ခုတည်းကနေပြီးတော့တခြား model တစ်ခုကို copy ကူးချင်တယ်ဆိုလို့ရှိရင် face နဲ့ကူးရတယ်ပေါ့နော်ကျွန်တော်ဒီ video မတိုင်ခင်ရှေ့မှာကို model တစ်ခုကတခြား model တစ်ခုကိုဘယ်လိုမျိုးကူးမလဲဆိုတော့ face manager ကိုအသုံးပြုဘယ်လိုကူးမလဲဆိုတဲ့အကြောင်းရှင်းပြခဲ့ပူတယ်အခုကဒီ version အသစ်မှာကျတော့ကျွန်တော်တို့ model object တွေပေါ့နော်ဒီ model ထဲမှာရှိတဲ့ object တွေကို copy ကူးလို့ရှိရင်လွယ်သွားပြီသူ့မှာ clipboard ပုံစံမျိုးပေါ့နော်ကျွန်တော် copy ကူးထားတယ်ပြီးလို့ရှိရင် clipboard မှာမှတ်ထားရဲဆို future မျိုးပါလာတယ်အဲ့ဒီ future လေးအကြောင်းရှင်းပြမယ်အဲ့ဒါကတော်တော်လေးကိုအသုံးဝင်လာနိုင်တယ်အဲ့တော့ထားပါတော့ကျွန်တော်တို့မှာထားပါတော့ complete လုပ်ထားတဲ့ project တစ်ခုရှိရဲဆိုတော့အဲ့ project ထဲကနေလိုတဲ့ဥစ္စာတွေအကုန်လုံးနောက်ထပ် project တစ်ခုကို copy ကူးသွားလို့ရတယ် future ပေါ့နော်အဲ့တော့ကျတော့ဒါတော်တော်အဆင်ပြေရပါပေါ့အဲ့ဒီဥစ္စာလေးလုပ်တဲ့ပုံစံကျွန်တော်ပြောရမယ်ကျွန်တော် edit tab ရဲ့အောက်မှာcopy ဆိုတာရှိရပါတော့အဲ့ဒီထဲက copy command နဲ့ပဲကူးလို့ရပြီဒါပေမဲ့ဒီ copy continuously ဆိုတာဥစ္စာလေးကိုတော့ check လုပ်ထားပြီအဲ့ဒါမှကျွန်တော်တို့ဟိုဘက်မှာဒီ model တွေကနေ copy ကူးသွားတဲ့ဥစ္စာကိုဟိုဘက်ကိုတောက်လျှောက်အများကြီးတောက်လျှောက် continuously အဆက်မပြတ်ကျွန်တော်တို့ copy ကူးလို့ရမှာပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်ဘယ်လိုကူးရမလဲဆိုတော့ဒီ copy command ကဘယ်အချိန်မှာအသုံးဝင်လဲဆိုရင်ဒီ copy ဆိုရဲ copy လုပ်ထားတဲ့အချိန်ပြီးလို့ရှိရင် copy another object copy another plane ပေါ့နော်အဲ့ဒီ command တွေအသက်ဝင်နေတဲ့အချိန်မှာ clipboard မှာကူးနေရပါတော့ကွာfrom another model တို့ linear တို့ mirror တို့ rotate တို့လောက်ထားလို့ရှိလို့ရှိရင်တော့ဒီ command ကဟိုအသုံးဝင်မှာမဟုတ်ဘူးသူကရိုးရိုးတန်း copy ကူးမယ်ဒါမှမဟုတ်လို့ရှိလို့ရှိရင် copy to another object copy to another plane ပေါ့နော်ဒီ command တွေသုံးထားတဲ့အချိန်မှာအသုံးဝင်တယ်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုကျွန်တော်ပြပြပေးမယ်အဲ့တော့ထားပါတော့ကျွန်တော်ကဒီ column line ထိုင်လေးတစ်ထိုင်ကိုကျွန်တော်နောက်ထပ် project တစ်ခုယူသွားချင်တယ်ပေါ့အဲ့တော့ကိုကနောက်ထပ်တစ်ခု project တစ်ခုဖွင့်ထားပါတော့ဟိုတက္ကလာကိုပဲကျွန်တော်နောက်ထပ် software ကိုနောက်ထပ်အသစ်တစ်ခု new တစ်ခုတောင်းထားလိုက်ပါဒါကျွန်တော်အသစ်တောင်းထားတဲ့ project တစ်ခုပေါ့နော်အသစ်တောင်းထားတဲ့ project တစ်ခုအဲ့တော့ကျွန်တော်တို့အရင် project အဟောင်းကနေပြီးတော့ဒီ project အသစ်ရှိကိုအဲ့ဒီဥစ္စာကို copy ကူးပြီးယူလာချင်တယ်ပေါ့ဒါဆိုလို့ရှိရင်လွယ်သွားပြီပေါ့နော်ကျွန်တော်တစ်ချက်ကူးပြပေးမယ်ထားပါတော့ကျွန်တော်ဒီ column တိုင်းကို copy ကူးမယ်ဟိုဘက် copy ကူးမယ်ပေါ့နော်အဲ့တော့ကျွန်တော်အကုန်လုံးလေးပါအောင်သူက component ရော model object ဖြစ်တဲ့အတွက် component ရောအားလုံးပါတယ်အကုန်လုံး copy ကူးသွားပါပေါ့နော်အဲ့တော့ဒီတိုင်လေးကိုကျွန်တော် select မှတ်ထားတယ်အောက်က base plate လေးတွေလည်းပါတယ်အကုန်လုံးပါတယ်ပေါ့နော်ဒါကို select မှတ် right click ခောက်ပြီးတော့ view တန်း copy ပဲယူလိုက်မယ် copy ယူလို့ရှိရင်ကျွန်တော်ဗာပေးရမလဲ origin ပေးရမယ်ဆိုတော့ဒီကျွန်တော်သူ့ရဲ့တိုင်ရဲ့အောက်ခြေကိုပဲ origin click တစ်ချက်နှိပ်ထားလိုက်မယ်ဒါဆိုရင်clipboard ဒီမှာအောက်မှာစာဖတ်ကြည့်လို့ရတယ် object where copy to the clipboard ဆိုပြီးပေါ်လာအဲ့တော့သူကကျွန်တော်တို့ copy ကူးထားတဲ့ဥစ္စာတွေအားလုံး clipboard မှာမှတ်ထားလိုက်ပြီဒါဆိုရင်ကျွန်တော်တို့အသစ်ဖွင့်ထားတဲ့ဟိုဘက်က project ရှိကိုတွားမယ်တွားပြီးလို့ရှိရင်လောတကူပဲ right click ခောက်ပြီးတော့ right click ခောက်မယ်ပြီးလို့ရှိရင် face command သုံးမယ် face ယူပြီးတော့ဒီ origin မှာပဲကျွန်တော် click တစ်ချက်ချပြီပေါ့နော်ဒါဆိုလို့ရှိရင်ဟိုဘက် project ကနေပြီးတော့ model object တွေအားလုံးဒီဘက်ကိုပါလာတယ်သူ့ရဲ့ဆက်ဆက်တဲ့ကျွန်တော်ဒီတိုင်ကို select မှတ်ခဲ့တဲ့ base plate ကို select မှတ်ခဲ့ရအောင်ပါပဲဒီ stiffener တွေဘာတွေရောအားလုံးကိုပါလာတာအဲ့တော့ကျွန်တော်ဒါတော်တော်လေးကိုအဆင်ပြေတဲ့ future တစ်ခုပေါ့နော်အဲ့တော့ကျွန်တော်တို့က component တစ်ခုကိုဟိုဘက် project မှာဖန်တီးပြီးသားအဲ့တော့ဒီဘက် project ကိုကူးခြင်းနဲ့ကိုယ်က member site တွေပါလဲတူတယ်ဆိုလို့ရှိရင်ကူးလာခဲ့အောင်မပြီးလို့ရှိရင် copy ဒါကကျွန်တော်ရိုးရိုးတနက် copy နဲ့ကူးလို့ another object တွေ another plane တွေနဲ့ကြိုက်တဲ့ပုံစံနဲ့ဒီပုံစံတိုင်းကူးလို့ရတယ်ဟိုဘက်က command အတိုင်းပဲဟိုဘက်မှာပြန်ပြီး face ချတဲ့ command အတိုင်းပဲဒီဘက်
ကိုယ့်ရဲ့ project အသစ်မှာလာပြီးတော့ကိုယ့်ရဲ့ model အသစ်မှာလာပြီးတော့ face လုပ်လိုက်ရုံပဲပေါ့နော်ဒါတော်တော်လေးကိုကောင်းတဲ့ future ပါအရင်တော့ဆိုကျွန်တော်တို့တခြား model တစ်ခုကနေဒီဘက် model တစ်ခု copy ကူးခြင်းလဲဆိုအရန်ခက်တာပေါ့နော်အရန်ခက်တာအရန်တော့မခက်ပေမဲ့ဟိုအလုပ်ရှုပ်တယ်ဗျာ face တွေခွဲရတယ်အဲ့ face ကနေမှ face alike ကြီးပဲ copy ကူးအခုဆိုလို့ရှိရင်အလွယ်တကူကိုပဲobject model တွေက object မှန်သမျှကို copy ကူးလာလို့ရတယ်ပြီးလို့ရှိရင် model object တွေမဟုတ်ဘဲနဲ့ drawing တွေကိုပါ copy ကူးလာလို့ရပြီအဲ့တော့ drawing နဲ့ကျွန်တော်လုံးမပြတော့ဘူးသဘောတရားချင်းအတူတူပဲdrawing ကို select မှတ်ပြီးလို့ရှိရင် origin ပေးပြီးလို့ရှိရင်ဒီဘက် drawing နဲ့မှလာပြီး face လုပ်ရုံပဲပေါ့နော်တော်တော်ကို2026မှာတော်တော်ကို powerful ဖြစ်တဲ့ future ဒီဥစ္စာတော်တော်မိုက်ပါတယ် okay နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ထူးတော့အများကြီးမရှိဘူးသူကကျွန်တော်တို့ဒီ model မှာကျွန်တော် model မှာ error တွေ model error တွေဖြစ်တဲ့အခါမျိုးမှာရှိရပါတော့ဒါဆိုလို့ရှိရင် diagnose and repair ထဲမှာကျွန်တော်တို့ဒီ model တွေကိုတွားပြီးတော့ repair လုပ်တဲ့အချိန်ရှိရပါတော့အဲ့ချိန်မှာ check solid ဆိုတဲ့ဥစ္စာတစ်ခုရှိရအသစ်ပါလာတာပေါ့နော်အဲ့ဒါဘာအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ concrete work တွေမှာတခါလေကြာ volumes တွေပါတွက်ထုတ်တာမှားမှာဆိုလို့ဒါကတော့ဒီ reverse detailing နဲ့ concrete detailing သမားတွေအတွက်ပို့ပြီးတော့ဟိုပါကျွန်တော်တို့ဒီ steel သမားတွေမှာတော့တိတ်ပြီးတော့ဒီဥစ္စာ trade to သုံးတဲ့ဥစ္စာမလို့ကျွန်တော်မတွေ့ပြဘူးပေါ့နော်ဒါပေမဲ့ဒီဥစ္စာကိုလည်းဒီ solid error ဆိုတာဘာလဲပြီးလို့ရှိရင်ဒီ solid error တွေကိုဘယ်လိုမျိုး check လုပ်ရမလဲဆိုတဲ့ဥစ္စာကိုလည်းကျွန်တော် video file တစ်ခုတက်လုပ်ပေးပါမယ်ဒါအသစ်ပါလာတဲ့ future တစ်ခုပြောချင်တာဖြစ်ပါတယ် okay နောက်ထပ်အသုံးဝင်တဲ့ future လေးတစ်ခုထပ်ပြောပြမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ထားပါတော့ဒါကကျွန်တော်လုံးဝဒီ model ထဲမှာဗျာဒီ grid ကိုလည်းဘာမှ set up မလုပ်ရသေးဘူးပေါ့နော်ဒီ grid ကပုံမှန်သူ့ရဲ့ default ပါလာတဲ့ grid ပေါ့ဒီ grid ကထားပါတော့ဒီ h တန်ဖိုး y တန်ဖိုးဘလောက်ရှိရပေါ့ဗျာz တန်ဖိုးကလည်း3200မှာတစ်ချက်6500မှာတစ်ချက်ရှိနေရပေါ့နော်ဒီအမြင့်ပေါ့အဲ့တော့ကျွန်တော်တို့ရဲ့ပတ်တွေကိုဒီ grid line တွေမှာသွားပြီး bind လို့ရသွားပြီအဲ့ဒါဘာလို့ဆိုလို့ရှိရင်ထားပါတော့ကျွန်တော်တို့မှာ grade line level ထားပါတော့0 level ရှိရယ်ပြီးလို့ရှိရင်column ရဲ့ top level ရှိရယ် refရဲ့ top level ရှိအဲ့ level တွေမှာ grade line တွေရဲ့ level တွေမှာကျွန်တော်တို့ရဲ့ model object တွေကိုတွားပြီးပေါင်းထားလို့ရပြီအဲ့ဒါလေးကိုဥပမာကျွန်တော်ပြောပြရင်လွယ်ကူဆုံးရှင်းပြရင်ကျွန်တော် column တစ်ခုကျွန်တော်ဆွဲလိုက်တယ်ဆိုပါတော့ column တစ်ခုကိုကျွန်တော်ဒီမှာပဲ model origin မှာပဲထောင်လိုက်မယ်နော်အဲ့တော့ column ရဲ့ properties တွေကိုကျွန်တော်တွားလိုက်မယ်ကျွန်တော်တို့ဒီ column ရဲ့ property တိုင်လောက်ပေါက်ကြာလာလို့ရှိလို့ရှိရင်ဒီမှာ bind to level ဆိုတာလေးအစ်စ်ပါလာတွေ့ရလိမ့်မယ်အဲ့တော့ဒီဥစ္စာကကျွန်တော်တို့ဒီမှာသူ့ရဲ့0 level 6500 level ဒါငကို default နဲ့ဖြစ်နေပါအဲ့ဒါကိုကျွန်တော်တို့က model မှာသွားပြီး3200 level မှာ bind လုပ်လိုက်လို့ရတယ်ပြီးလို့ရှိရင်ထားပါတော့ဒီကောင်ကိုလည်း6500 level မှာ top level ကဘလောက် bottom level ကဘလောက်ဆိုတွိုက် bind တော့ဒါဆို modify လိုက်တာ ਨੇ ဒီကျွန်တော်တို့ရဲ့ column လေးကဒီငကိုရှိနေတဲ့ grid မှာသွားပြီးတော့ပေါင်းလိုက်တာပေါ့နော်သူ grid ရဲ့ level မှာဒီကောင်လေး auto ရောက်သွားတာဒါအရင်တော့ဆိုလို့ရှိရင်ဒါဘာနဲ့တူတော့ဆိုလို့ရှိရင် magnetic grid plane ဆိုတာရှိရဗျအရင်တော့အဲ့ magnetic grid plane ကတက်ဖော်ရတာကျွန်တော်တို့ထားပါတော့အဲ့ဒီအကြောင်းကိုကျွန်တော် video file လေးတစ်ခုလုပ်ခဲ့ပေးဘူးလေအဲ့ဘာလဲဆိုတော့ထားပါတော့ကျွန်တော်တို့ကဟို model ထဲမှာအများကြီးဆွဲပြီးသွားပြီဥပမာ column တွေကိုလည်းအားလုံးနေရာချလိုက်တယ်ဆိုတော့ဥပမာကျွန်တော် column တစ်ခုဒီမှာနေရာချတယ်ဒီ column ကိုကျွန်တော်0 level မှာပြန်ပြီးဖိုင်းလိုက်မယ်နော်0 level okay ဒီလိုမျိုးသူဒီဘာပို့လွယ်သွားလဲဆိုတော့သိစေချင်တာဥပမာ column တွေကိုကျွန်တော်ကဒီလိုနေရာချလိုက်တယ်ဆိုတော့နေရာချပြီးကကြမှာကျွန်တော်က grid line ကိုနည်းနည်းပြောင်းလဲဖို့လိုလာတာကျွန်တော်ဒီ grid line နဲ့မှာဥပမာ client ကနေပြီးကျွန်တော်ပေ60ပေ40မြေကွက်ကနေဗျာနည်းနည်းလေးကျွန်တော်ချုပ်ကျင်တယ်ပေ30လောက်ဖြစ်သွားရဲဆိုအဲ့ဆိုကျွန်တော်တို့ကပထမဆုံးတက်ကလာမှာစလုပ်ရတာ grid line ကိုချတာပနက်ရတာပေါ့နော် grid ဆိုတာပနက်ပဲအဲ့တော့ဒီပနက်ကိုပြောင်းရတော့မယ်ဆိုကျွန်တော်တို့အပေါ်ကဆွဲထားတဲ့ဒီတိုင်တွေ column တွေအားလုံးဒီဘင်းတွေအားလုံးဒီပြောင်းလဲသွားပြီအဲ့ဒီဥစ္စာတွေကလိုက်ပြီးပြောင်းတစ်ခုချင်းလိုက်ရွှေ့ရတာမှာပေါ့အဲ့လိုမရွှေ့ချင်လို့ရှိရင်ကျွန်တော်တို့က magnetic grid plane ခေါ်ထားပြီးလို့ရှိရင် grid plane နဲ့အဲ့ဒီ object တွေကိုပါအောင်ကတ်သွားအောင်ကျွန်တော်တို့လုပ်လို့ရတယ်အဲ့ဒါအရင်တော့လုပ်ခဲ့ရပုံပေါ့အခုကတော့ဒီ grid မှာလာပြီးဘိုင်းထားလို့ရပြီဖြစ်တဲ့အတွက်ဒီကောင်တွေကပါလာဟိုတခါတည်း grid နဲ့ပါသွားမယ်လို့ယူဆပါတော့ကျွန်တော်စမ်းကြည့်အောင်အဲ့ကျွန်တော်ဒီ6000ဆိုတဲ့နေရာမှာကျွန်တော်9000ဆိုပြီးရိုက်ထည့်လိုက်ပြီးတော့ modify လုပ်လိုက်မယ်ပေါ့နော်ဒါဆိုမပါဘူးဒါဆိုလို့ရှိရင်ဒီ bind နဲ့ဥစ္စာကသူ bind တာကိုဘယ်လိုလုပ်ရမလဲဆိုတဲ့ဥစ္စာရှိလိမ့်မယ်အခုလောလောဆယ်မှာတော့ကျွန်တော်တို့ဒီ properties ထဲမှာသွားပြီးပြောင်းလိုက်ပြီမဲ့လို့ဟိုဟာထဲမှာကတ်ပြီးပါမလားဒါဆိုရင် magnetic grid plane နဲ့တော့မတူသေးဘူးပေါ့နော်ဒါဘာကြောင့် bind တာလဲဆိုတဲ့ဥစ္စာကိုကျွန်တော်ထပ်ပြီးလေ့လာပြီးပြောပြပေးမယ်အခုလောလောဆယ်မှာတော့ကျွန်တော်တီးထားသလောက်ဆိုလို့ရှိရင်ဒီကို bind ထားတဲ့ဒီ object တစ်ခုကိုဒီထက်မှာလာပြီးတော့ကို့မှာ grid line ရှိမယ်ဆိုလို့ရှိရင်အဲ့ grid line ရဲ့ level တွေမှာလိုက်ပြီးတော့ bind လို့ရတယ်ဥပမာ
XYZ တန်ဖိုးနဲ့သွားတဲ့အကောင့်တွေဆိုလို့ plate ပြားတွေပါဆိုလို့ရှိရင်အဲ့ဘင်းဆိုလို့ရှိရင်လည်းဘယ်နေရာကနေဘယ်နေရာကိုဘိုင်းလို့ရမလဲဆိုတော့ဒီ properties plane မှာတော့လာပြီးတော့ဘိုင်းလို့ရပါတယ်ဒါပေမဲ့ magnetic plane ဒီကျွန်တော်တို့အရင်ပြောခဲ့သလိုmagnetic grid plane ပုံစံမျိုးတော့ကတ်ပြီးပါမသွားဘူးဘိုင်းထားရဆိုပေမဲ့လေအဲ့ဒါဘယ်လိုလုပ်ရလဲဆိုတဲ့ဥစ္စာလေးကိုလည်းကျွန်တော်တစ်ချက်ကြည့်ပြီးတော့ပြန်ပြီးပြောပြပါမယ်နော်ပြီးတော့နောက်ထပ်တစ်ခုကနောက်ဆုံးတစ်ခုပေါ့နော်ဒါကအစ်စ်ပါလာတဲ့ future တွေမှာကျွန်တော်သိသလားနောက်ဆုံးတစ်ခုကတော့ဒီလို့ဘာမှလုပ်ပြစရာတော့မလိုပါဘူးအဲ့ဒါဘာအောင်ဆိုကျွန်တော်တို့ model 6 interval ပေါ့နော်အရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ model ကိုကျွန်တော် save တဲ့အချိန်ရှိတာပေါ့ဥပမာကျွန်တော်တို့ auto save လုပ်တဲ့အချိန်ပေါ့အရင်တော့ဆိုရင်ကျွန်တော်တို့ကဘယ်လိုပြောမလဲကိုဟာနဲ့ကို save မိရဲ့အခါတွေရှိရဲ့တစ်ခါလေကြာကိုကမ save လိုက်ဖ ೇನೆ ထားပါတော့မီးပြတ်သွားတာတို့ model error တက်သွားတာတို့အဲ့ဒါမျိုးဆိုလို့ရှိရင်auto save ထားတဲ့ level ကိုပြန်သွားရတယ်ပေါ့နော်အဲ့တော့ auto save သူ interval လေးရှိဥပမာထားပါတော့ဒီ model ဆွဲနေရင်သားနေပြီး modeling command ထားပါတော့တိုင်ထောင်တာတိုင်ထောင်နေ10ခုထောင်နေပေါ့နော်10ခုထောင်ပြီးကကြမှာတစ်ခါသူကauto save မှတ်တယ်ဆိုတော့ဘင်းဆိုလဲ10ချောင်းဆွဲပြီးကကြမှာ auto save မှတ်တယ်အဲ့လိုမျိုးသူ့ရဲ့ interval တစ်ခုရှိတယ်ဥပမာ drawing editing လုပ်နေလို့ရှိရင်လဲdrawing editing လုပ်နေတဲ့ command ဘယ်နှခုလောက်မှ auto save လုပ်မယ်ဒါမျိုးလေးသူ့ရဲ့ interval တစ်ခုရှိတယ်ဒါပေမဲ့အဲ့ interval ကိုကျွန်တော်တို့ကသွားပြီးတော့ချုပ်လိုက်လို့ချုပ်တာချိန်တာလုပ်လို့တော့ရရပါတော့ကိုယ့်ရဲ့ set ကအရင်မကောင်းဘူးဆိုလို့ရှိရင် auto save interval ကိုဘယ်လိုပြောမလဲ range ချင်းလေးလောက်ထားလို့ရှိရင်ဆက်ကပိုလေးတာပေါ့နော်ပိုပြီးယုံရတာပေါ့ခဏသူက auto save လုပ်နေအဲ့လိုဆိုလို့ရှိရင်အရန်ဆက်ကလေးတာပေါ့အဲ့တော့ကြတော့ကျွန်တော်တို့ကသူ့ရဲ့ default ပါတဲ့ auto save interval ကိုပဲချိန်ပြီးတော့ပဲကိုက save ဖြစ်အောင်လုပ်မယ်အခါလေးကြောက်လဲအရန်ဆွဲနေနေတာနဲ့ပုံဆွဲတာအရန်ဇန်ဝင်နေတာနဲ့ modeling လုပ်နေအရန်ဇန်ဝင်နေတာနဲ့ auto save မလုပ်လိုက်မိဘူးအဲ့ချိန်မှာ auto save interval ကလည်းအလုံးမလုပ်သေးဘူးဆိုကိုလုပ်ထားတဲ့ဥစ္စာတွေကဒီ work progress တွေကဒီ save တဲ့အထက်မှာမပါဘူးဖြစ်သွားပါတော့အခုအဲ့ဒီဥစ္စာကိုသူတို့ချုံပလိုက်တယ်ချုံပလိုက်တော့ဘာဖြစ်သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့အရင်တုန်းက auto save interval ထက်ပို့ပြီးတော့ကျုံသွားတယ်ကျွန်တော်တို့ရဲ့ web progress ကိုနည်းနည်းလေးပဲထိခိုက်စေတယ်မဟုတ်တကယ်လို့ကျွန်တော်မ save ဖြစ်ဘူးဆိုလို့ရှိရင် auto save ကကျွန်တော်တို့နောက်ဆုံးလုပ်ခဲ့တဲ့နေရာလောက်အထိရောက်သွားပေးလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ set ကိုတော့ပို့ပြီးတော့မလေးအောင်သူတို့လုပ်ပေးထားရပါတော့ဒါကတော့ဒါ Tekla Searcher 2026မှာပါလာတဲ့ future အသစ်တွေပါဟုတ်ပြီဒီ video file လေးကကျွန်တော် Tekla Searcher 2026မှာအသစ်ပါလာပြီးတော့ကျွန်တော်တို့အသုံးဝင်မဲ့ future လေးတချို့ပြောပြပေးခဲ့ဖြစ်ပါတယ်ဒါအရင်တော့အသေးစိတ်တော့မဟုတ်ပေမဲ့ဘာတွေပါလာလဲဆိုတာကိုစမ်းသပ်ကြည့်ခြင်းတဲ့လူတွေအတွက်ရည်ရွယ်ပါတယ်။ Okay အဲ့တော့နောက်ထပ် sharing video ဒီမှာလည်းပြန်တွေ့ကြပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။